2050ခုနှစ်မှာရန်ကုန်ကိုမင်းသွားကြည့်လမ်းမတွေမတွေ့တော့ဘူးဆိုရင်ယုံနိုင်မလားကားတွေမရှိတော့ဘူးဆိုရင်မြို့တော်တစ်ခုလုံးရေထဲမှာမျောနေမယ်ဆိုရင်ဒါဟာ sci-fi မဟုတ်ပါဘူးဖြစ်နိုင်ခြေတစ်ခုပါပဲရန်ကုန်ဟာပင်လယ်ရေမျက်နှာပြင်နဲ့နီးကပ်တဲ့မြို့တော်တစ်ခုပါ climate change ကြောင့်ကမ္ဘာရေမျက်နှာပြင်မြင့်တက်နေပါတယ်2050မတိုင်ခင်မှာပဲကမ္ဘာအနှံ့Coastal cities တွေအန်တီရဲ့ကြုံနေရပါတယ်။ဒါဆိုရန်ကုန်လည်းလုံခြုံမလား2050ခုနှစ်ရန်ကုန်ဟာရေကြီးမှုကိုတားဆီးမဲ့အစားရေနဲ့အတူနေထိုင်ဖို့ဆုံးဖြတ်ထည့်တယ်ဆိုရင် floating buildings, water transportation, solar powered smart homes လမ်းမအစားရေလမ်းကားအစား electric water pots ဒီလိုနေရာမှာလူတွေနေထိုင်ကြမယ်ဆိုရင်ဘယ်လိုပုံစံရှိနိုင်မလဲ AI traffic control system, smart flood barrier walls, underground water storage. Buildings တွေဟာရေအဆင့်မြင့်လာရင်အလိုအရောက်မြင့်တက်နိုင်တဲ့ hydraulic foundation ပေါ်မှာတည်ဆောက်ထားတယ်ဆိုရင်ဒါဟာစိတ်ကူးရမဟုတ်ပါဘူး။ကမ္ဘာအချို့နိုင်ငံတွေမှာစမ်းသပ်နေပြီးသား technology တွေပါပဲ။2050ရန်ကုန်မှာကျောင်းသားတွေဟာ VR classroom မှာသင်ယူမယ်။ Office workers တွေဟာ physical office မသွားတော့ဘူး။ AI assistant တယောက်ရှိမယ်။ပကိုးဒါတောင်ဒီကို smart lighting နဲ့ illuminate လုပ်ထားပြီး drone taxi တွေကအပေါ်ကနေပြန်ထားနေမယ်ဆိုရင်လူတွေရဲ့နေ့စဉ်ဘဝဟာနည်းပညာနဲ့အပြည့်အဝပြောင်းလဲသွားမယ်။ဒါပေမဲ့မေးခွန်းတစ်ခုရှိတယ်။ဒီလို future ကိုမြန်မာအမှန်တကယ်ရောက်နိုင်မလား။ technology တစ်ခုတည်းမလုံလောက်ပါဘူး။ vision လိုတယ် planning လိုတယ် leadership လိုတယ်။2050ရန်ကုန်ဟာရေထဲမှာမျောနေမလားဒါမှမဟုတ်ရေအောင်မှာပျောက်သွားမလား future ကိုခန့်မှန်းတာမဟုတ်ပါဘူး future ကိုတည်ဆောက်ရတာပါ This is Next Burma